လူတိုင်းကိုမပြောပြတဲ့စာကြီး၅ခုနံပါတ်1ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဝမ်းနည်းစာကိစ္စတွေအခက်အခဲပြဿနာတွေကိုလူတိုင်းကိုရှင်းမဖွင့်မိပါစေနဲ့နံပါတ်2မင်းနဲ့အတိတ်ကအမှားတွေအနာဂတ်အစီအစဉ်တွေကိုလည်းလူတိုင်းကိုပြောမပြပါနဲ့နံပါတ်3မင်းရဲ့အိမ်တွင်ရေကိုလည်းလူတိုင်းကိုရှင်းမဖွင့်နဲ့နံပါတ်4ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုပြောမပြနဲ့နံပါတ်5မင်းနဲ့ဝင်ငွေလစာကိုလူတိုင်းကိုပြောမပြနဲ့ကိုယ့်ရဲ့အားနည်းချက်နဲ့အခက်အခဲတွေကိုလူတိုင်းကိုလိုက်ပြောနေတာဟာကိုယ့်လေပင်ကိုကြိုးကွင်းစွပ်ဖို့အခွင့်အရေးပေးနေတာနဲ့တူတူပါပဲလူတွေနဲ့ဆက်ဆံတဲ့အခါစိတ်ရင်းနဲ့ဆက်ဆံတာကောင်းပေမဲ့ကိုယ့်ရဲ့အတွင်းရင်းနဲ့အားနည်းချက်တွေကိုတော့အတိုင်းအတာတစ်ခုထိစီချထားဖို့လိုပါတယ်လူပေါင်း100မှာ80ကမင်းရဲ့ဒုက္ခကိုစိတ်မဝင်စားသလိုကျန်တဲ့20ကတော့မင်းဒုက္ခရောက်နေတာကိုတောင်ကြွယ်ရမှာဝမ်းသာနေတတ်ကြတာပါဒါကြောင့်ယုံကြည်ရပါတယ်ဆိုတဲ့စကားလုံးနောက်မှာတတိကိုအမြဲတမ်းကတ်ထားပါဒီနေ့မင်းယုံကြည်လို့ဖွင့်ပြလိုက်တဲ့စကားတစ်ခုဟာမနှက်ပြန်ကမင်းကိုပြန်တိုက်ခိုက်မဲ့လက်နက်တစ်ခုဖြစ်မလာဘူးလို့ဘယ်သူမှအာမမခံနိုင်ပါဘူးရင်ဖွင့်ပေါ်ဆိုတာထက်ဆက်စုခြင်းတဲ့သူတွေကပုံများတဲ့ခင်မှာကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကိုကိုယ်နှလုံးသားထဲမှာပဲအလုံးပိတ်သိမ်းထားတာအကောင်းဆုံးပါပဲမင်းရဲ့ပြောကွက်ကိုသိသွားတဲ့သူဟာတနေ့မင်းကိုဘယ်လိုနှိပ်ကိုရမလဲဆိုတာကောင်းကောင်းသိသွားပါလိမ့်မယ်စာနာတရားနဲ့နားထောင်ပေးနေသူတိုင်းဟာမင်းပေါ်စေတနာရှိနေတာမဟုတ်ဘူးဆိုတာတတိပြုပါတချို့ကမင်းရဲ့ဇလန်းကိုဖျော်ဖြေရေးတစ်ခုလိုသဘောထားပြီးတခြားသူတွေကိုပြန်ဖောက်တယ်ချဖို့ချောင်းနေတတ်ကြတာပါကိုယ်တရားကိုလူတိုင်းကိုလိုက်ပြနေရင်တနာမဲ့သူထက်စားနဲ့ပတ်မဲ့သူကပိုပြီးများပါလိမ့်မယ်ကိုယ့်ဘာသာကိုကြောဖြတ်နိုင်အောင်ကြိုးစားပါတိတ်တိတ်ဆိတ်ဆိတ်ပဲအောင်မြင်အောင်လုပ်ပြလိုက်ပါနှုတ်လုံးခြင်းဟာဘေးကင်းခြင်းရဲ့အစဖြစ်သလိုကိုကာကွယ်ခြင်းရဲ့အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်လူတိုင်းကိုရေပြနိုင်ပေမဲ့လူတိုင်းကိုတော့ရင်မဖွင့်လိုက်ပါနဲ့ကိုတမ်းမထားတတ်တဲ့သူတွေမလီမစားဆက်ဆံလာသူတွေနဲ့ကြုံလာတဲ့အခါစကားလုံးတွေနဲ့နာယူဖို့မကြိုးစားပါနဲ့စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီးပြန်လည်တုတ်ပြန်ဖို့လည်းမကြိုးစားပါနဲ့အဲ့လိုတုတ်ပြန်လေသူတို့ဖန်တီးထားတဲ့အစ်စ်မရှိရဲ့ပြဇက်ထဲမှာကိုကဇလိုက်တယောက်ဖြစ်ပါဝင်မိနေပါပဲတကယ်တန်ဖိုးရှိရဲ့တုတ်ပြန်မှုကပိုပြီးငြိမ်သက်တယ်ပိုပြီးလေးနက်တယ်အဲ့ဒါကတော့အဝေးကိုထွက်သွားခြင်းပါပဲဘာစကားတစ်ခုမှပြန်မပြောပဲဘာအငင်းခုံမှဆက်မလုပ်တော့ပဲသူတို့ရဲ့ဘဝတွေကနေကိုယ့်ရဲ့တည်ရှိမှုကိုတိတ်တဆိတ်ရုပ်သိမ်းလိုက်ပါဒါကအရှုံးပေးခြင်းမဟုတ်ပါဘူးသူတို့ကိုစကားတွေအများကြီးပြောပြီးအငင်းပွားဖို့တော့မတန်ဘူးလို့အတန်တိတ်သက်တည်ပြလိုက်ခြင်းပါပဲကိုယ့်ရဲ့တိတ်ဆိတ်ခြင်းကကိုဘလောက်နာကျင်သွားရဲဆိုတာထက်ကိုဘလောက်တန်မိုးထားရဲဆိုတာကိုပို့ပြီးတော့လေးနက်စွာသက်တည်ပြသွားဖြစ်မှာပါဒါကြောင့်ကိုယ့်ရဲ့တည်ရှိနေခြင်းကအဖို့တန်လက်ဆောင်တစ်ခုပါပဲအဲ့လက်ဆောင်ကိုမတန်တဲ့သူတွေရှိမှဆက်ပြီးချမပြဘဲနဲ့ရှုပ်သိမ်းလိုက်ပါတင်းပေါ်မကောင်းတဲ့လူတွေကိုညံရှိရှိဘလို့ကင်တွယ်မလဲနံပါတ်1သူတို့နဲ့ပတ်သက်ပြီးတိကျတဲ့စီးနယ်နိမိတ်တွေသတ်မှတ်ထားပါနံပါတ်2သူတို့ရဲ့ရန်စကားတွေကိုစိတ်လိုက်မှန်ပါမတုံ့ပြန်ပါနဲ့တိတ်ဆိတ်နေလိုက်ပါနံပါတ်3ကိုယ်စိတ်ကိုအနှောက်အယှက်ဖြစ်စေရင်နိုးလို့ရဲဝုန်းကိုညှင်းဆန်ပါနံပါတ်4သူတို့ကိုပြောင်းလဲဖို့ကြိုးစားမယ်စားကိုယ်စိတ်အေးချမ်းကိုဦးစားပေးပါနံပါတ်5အတတ်နိုင်ဆုံးအကွာဝေးတစ်ခုမှာခက်ခွာခွာနေထိုင်ပါနံပါတ်6သူတို့ဖန်တီးထားတဲ့ပြဿနာတွေဒရာမာတွေထဲဝင်မပါပါနဲ့နံပါတ်9လိုအပ်လာရင်အဆက်အသွယ်ဖြတ်တောက်လိုက်ဖို့ဝင်မလေးပါနဲ့ကိုလေးစားအောင်နေနီးနံပါတ်1မင်းကိုမရှာတဲ့သူကိုမရှာပါနဲ့နံပါတ်2အကျွေးနဲ့ကင်းအောင်နေပါနံပါတ်3လိုအပ်တာထက်ပိုမပြောပါနဲ့နံပါတ်4လူတွေကကိုယ်မလေးစားတဲ့အခါသူတို့ချက်ချင်းဥပက္ခပြုထားလိုက်ပါနံပါတ်5တခြားသူတွေစားတာကြောင့်ပိုမစားပါနဲ့အစားအသောက်ဆင်ခြင်ပါနံပါတ်6တင့်ကိုတင်ရင်းနှီးမြှောက်နှံမှာကိုပြောအောင်ထားပါနံပါတ်9အခြားသူများကြောင့်အတင်းဖြင့်ပြောခြင်းကိုရပ်တန့်ပါနံပါတ်8စကားမပြောခင်စဉ်းစားပါလူတွေကတင့်ကိုဘလောက်တန်ဖိုးထားရဲဆိုတာ80%ကတင့်ရဲ့ပါဇက်ကနေထွက်လာတဲ့စကားလုံးလေးတန်းတွေပါနံပါတ်9အောင်မြင်သူတယောက်ဖြစ်ဖို့တင့်ရဲ့ပန်းတိုင်းများနဲ့အလုံးရှုပ်ပါစေနံပါတ်10အချိန်ကိုလေးစားပါနံပါတ်17လေးစားတမိုးထောင်မှုမရှိရဲ့နေပယ်ဆက်ဆံရေးမှာမနေပါနဲ့နေရပြောင်းရွှေ့လမ်းလျှောက်ပါနံပါတ်12တင့်ကိုတင်ပတ်စံသုံးတတ်ဖို့အရင်သင်ယူပါ
ဒါမှလူတွေကတင့်ကိုအသုံးပြုဖို့အတွက်တင်ယူပါလိမ့်မယ်။နံပါတ်73ဂိမ်းဆောင်နေမဲစာဖတ်ခြင်းဖြင့်ကိုယ့်အရေးချင်းတွေမြင့်တက်မှာ။နံပါတ်74လက်ခံသူထပ်ပို့ပြီးပေးကမ်းသူဖြစ်ပါစေ။နံပါတ်75မဖိတ်ခေါ်တဲ့နေရာကိုမသွားပါနဲ့။ဖိတ်ကြားတဲ့အခါမှာတင့်ရဲ့ကြိုးစုံမှုကိုလွန်ကဲစွာမပြုပါနဲ့။နံပါတ်76လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းဆက်ဆံပါ။နံပါတ်79မိမိသားစုအချိန်ပေးနေရတွင်အခြားသူတွေအတွက်အချိန်မဖြုံးလိုက်ပါနဲ့။နံပါတ်78ကိုလုပ်တဲ့အရာကိုကောင်းကောင်းလုပ်ပါ။မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။